ကြောက်တုံးနဲ့လက်ရမွန်တခါကရွာလေးတရွာမှာအရန်တော်တဲ့ပန်းမှုဆရာကြီးတဦးရှိပါတယ်။ဒီနေ့မှာသူဟာတောထဲကနေထူးခြားတဲ့ကြောက်တုံးကြီးနှစ်တုံးကိုကောက်ရလာခဲ့တဲ့သူကအဲ့ဒီကြောက်တုံးတွေကိုအလှပဆုံးရုပ်တုတွေအဖြစ်ထုစစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးကြောက်တုံးကိုသူကစောင့်နဲ့စတင်ထူလိုက်တဲ့အခါကြောက်တုံးကအော်ဟစ်ပြီးပြောပါတယ်။ဟာနားလိုက်တာဗျာကျွန်တော်ကိုဒီလောက်ပြင်းပြင်းထန်ထန်မထုပါနဲ့ကျွန်တော်ဒီတန်ကိုမခံနိုင်တော့ဘူးတော်ပါတော့ပန်းပူးဆရာကြီးကတနာသွားတာနဲ့အဲ့ဒီကြောက်တုံးကိုထုတာရက်ပြီးဘေးမှာပဲဒီတိုင်းချထားလိုက်ပါတယ်ဒုတိယကြောက်တုံးကိုသူကထပ်ပြီးထုစစ်ပြန်နဲ့အဲ့ဒီကြောက်တုံးကလည်းနာကျင်တာပဲဒါပေမဲ့သူကအန်ကျိတ်ခံပြီးစိတ်ထဲကနေငါရဲ့နာကျင်မှုတွေအပြီးမှာဘလို့လှပတဲ့ပုံရိပ်တစ်ခုထွက်လာမလဲဆိုတာကိုပဲစဉ်းစားနေခဲ့ပါတယ်။လားနဲ့ချီပြီးထုစစ်ပြီးတဲ့နောက်မှာတော့အဲ့ဒီဒုတိယကြောက်တုံးလေးဟာလူအများငင်းမောရတဲ့အလွန်လှပတဲ့ဖျားရုပ်ပွားတော်တစုဖြစ်လာခဲ့ပါတယ်။ရွာသားတွေကအဲ့ဒီရုပ်ပွားတော်ကိုတန်မိုးထားလုံးလို့ဖျားเจ้าဆောင်ပေါ်မှာကူးကွယ်ကြပါတယ်။ပထမကြောက်တုံးကတော့ဘာမှအသုံးမဝင်ပဲเจ้าဆောင်အောက်ကလှေကားထစ်မှာလူတွေနင်းဖို့အတွက်ခင်းထားခြင်းခံလိုက်ရပါတယ်။နေတိုင်းလူတွေရဲ့နင်းချေခြင်းကိုခံရတဲ့ပထမကြောက်တုံးကဒုတိယကြောက်တုံးရုပ်ပွားတော်ကိုမနာလိုစိတ်နဲ့လှမ်းပြောပါတယ်။မင်းကတော့ကံကောင်းလိုက်တာလူတွေကမင်းကိုပန်းတွေနန့်တာတွေနဲ့ပူဇော်နေကြတယ်။ငါ့ကိုကြတော့ဖုံတော်ထဲမှာနင်းချေနေကြတယ်။ရုပ်ပွားတော်ဖြစ်သွားတဲ့ကြောက်တုံးကအေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်။တငယ်ချင်းမင်းကိုပန်းပူဆရာကြီးကထုစစ်တုံးကမင်းသာအဲ့ဒီနာကျင်မှုကိုခံနိုင်ရင်ရှိခဲ့ရင်အခုမင်းကငါနေရာမှာရှိနေမှာပါမင်းကခဏတာနာကျင်မှုကိုမခံနိုင်ခဲ့လို့အခုတသက်လုံးနင်းချေခံနေရတာပဲဒီဇလန်းကပေးတဲ့သင်ခန်းစာအောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရတတ်ပါဘူးလောကမှာတန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်လာဖို့ဆိုရင်ခက်ခဲတဲ့လေ့ကျင့်မှုနဲ့နာကျင်မှုတွေကိုတီးခံကြော်ခဲ့ရပါတယ်တင်ယူနေတဲ့အချိန်ဒါမှမဟုတ်စူးစမ်းနေတဲ့အချိန်မှာပင်ပန်းနေရင်ဒါဟာတင်းပုံဖော်ခံနေရတာဖြစ်တယ်ဆိုတာကိုသတိရပါဒီနေ့မှာအပင်ပန်းမခံချင်ရင်နောက်တစ်ချိန်မှာတခြားသူတွေရဲ့နောက်ွယ်မှာပဲကြံရစ်နေတတ်ပါတယ်